ခင်ဗျားတို့လယ်သမားတွေမဟုတ်လားဟုတ်ပါတယ်ဆရာကြီးတဲ့ကျွန်တော်တို့လယ်သမားတွေပါတယ်ခင်ဗျားတို့လက်ထက်မှာလယ်မြေတွေမရှိဘဲနဲ့တနက်ကင်တဲ့လူတွေရဲ့လက်ထက်မှာလယ်မြေတွေဘာလို့အများကြီးရှိနေတာတော့နဲ့အဲ့တော့ကျွန်တော်အောက်ရောက်တော့တိုးတိုးလေးပြောပါတယ်တနက်ပင်တွေကြီးစံပင်တွေစိုက်မလို့နေမှာပေါ့ဆရာရဲ့လို့သူကကြီးစံရောင်းစားလို့ရတယ်လေကြီးစံရောင်းစားလို့ရတယ်အခုကြီးစံကိုရောင်းစားတဲ့စစ်သားတွေကျွန်တော်တို့သတင်းတွေမှာဖတ်နေရပြီရောင်းစားစရာမရှိလို့ကြီးစံကိုရောင်းစားရတဲ့စစ်သားတွေဘလို့မှလာကနဲ့မလောက်လို့မူရစေဝါလောက်ရတယ်ပြည်သူရဲတွေအဲ့ဒီလူတွေကိုအပြစ်မမြင်စေချင်ဘူးကျွန်တော်ကဝိုင်းစုခိုင်သိန်းလို့ပဲကျွန်တော်သဘောထားစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနိုင်ငံဝန်ထမ်းတွေဟာအားလုံးကိုကိုစားပြုတဲ့တနည်းအားဖြင့်တိတ်တဆိတ်စန္ဒထုတ်ဖော်မှုကိုလုပ်လိုက်တာပဲလို့ကျွန်တော်ခံစားရတယ်ကြီးစံကိုတော့ရောင်းစားရတဲ့စစ်သားတယောက်ရဲ့ဘဝဗျာစဉ်းစားကြည့်ပါမူရစေးကိုဖမ်းမယ်ရဲကသူကိုယ်တိုင်မူရစေးဖြတ်နေရတယ်ဆိုတော့စဉ်းစားကြည့်ပါတရားဥပဒေစိုးမိုးရေးမပြောတော့ပါဘူးစိုးမိုးပါတယ်ဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့ဗိုလ်ချုပ်ကိုချစ်တယ်ရိုးသေးတယ်လေးစားတယ်အဲ့ဒီချက်ပို့တဲ့ကြည်ညိုတဲ့စိတ်တိုင်းပြည်လုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့စိတ်ထဲမှာဗိုလ်ချုပ်ကိုဘာကြောင့်ကြည်ညိုကြတာလဲဒီနေရာမှာကျွန်တော်တခုတင်ပြလုပ်ပါမယ်ဗိုလ်ချုပ်တို့ကြာဆုံးတာ1948ခုဇူလိုင်19ရက်1945မှာမကြဆုံးခင်စာရေးဆရာကြီးညာတောင်းညိုကစောက်တုပ်ရေးပါစာအုပ်ရဲ့နာမည်ကအောင်ဆန်းဘယ်လဲအောင်ဆန်းပါလဲ1940မှာဗိုလ်ချုပ်တို့ကြာဆုံးတယ်ရေးတာက1945ရေးတဲ့သူကစာရေးဆရာကြီးညာတောင်းညိုစာရေးဆရာကြီးညာတောင်းညိုရဲ့ဗိုလ်ချုပ်ပေါ်တတ်မှတ်တဲ့မှတ်ချက်ဝိသေသပြုမှုကိုကျွန်တော်တင်ပြလုပ်ပါမယ်အောင်ဆန်းဟာလူထုဖြစ်နေတယ်လူထုကြီးကအင်္ဂလိပ်ကိုမကြိုက်တဲ့အခါအောင်ဆန်းကအင်္ဂလိပ်ကိုတိုက်ထုတ်ခဲ့တယ်လူထုကြီးကနိုင်ငံခြားအကူအညီကိုညှော်တဲ့အခါဂျပန်ကိုခေါ်လာတယ်ဂျပန်တွေကဖက်စစ်စနစ်ကျင့်သုံးလို့မောင်းထုတ်ခြင်းတဲ့အခါအောင်ဆန်းကတပ်မတော်နဲ့မောင်းထုတ်ပေးတယ်အောင်ဆန်းရဲ့စိတ်နဲ့လူထုကြီးရဲ့စိတ်ဟာတထရာတယ်အောင်ဆန်းဟာလူထုကြီးလှုပ်ချင်တာကိုလှုပ်ပေးနေတယ်အောင်ဆန်းဟာတို့လူပဲလို့လူထုကယူဆတယ်အောင်ဆန်းဟာလူထုတဲကလူတယောက်ဖြစ်နေတော့လူထုဆန္ဒကိုသိနေတယ်အောင်ဆန်းရဲ့ဆန္ဒဟာလူထုရဲ့ဆန္ဒလူထုရဲ့ဆန္ဒဟာအောင်ဆန်းရဲ့ဆန္ဒအောင်ဆန်းလှုပ်သမျှဟာလူထုလှုပ်သမျှပဲဒါဟာဆရာကြီးညာတော်ညိုရဲ့1945ကဗိုလ်ချုပ်အောင်ဆန်းပေါ်မှာပေးခဲ့တဲ့မှတ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့ဘာဖြစ်လို့ဗိုလ်ချုပ်အောင်ဆန်းကိုကြီးညိုလေးစားကြတာလဲလို့ပြောရင်လူထုရဲ့ဆန္ဒနဲ့ဗိုလ်ချုပ်ရဲ့ဆန္ဒဟာတသဘောတည်းဖြစ်နေတယ်လူထုရဲ့ခက်ခဲတွေကိုဗိုလ်ချုပ်ကနားလည်တယ်လူထုရဲ့တောကတွေကိုမျှဝေခန်းစားပေးနိုင်တယ်ဒီနေ့ခေတ်စနစ်မှာဖြစ်နေတဲ့မကောင်းဆိုးဝါးတွေကိုကျွန်တော်သိပြီးတော့ပြောချင်ဆိုချင်စိတ်အာတိတနဲပါတယ်အဲ့တော့အာဇာနည်နေ့မှာဗိုလ်ချုပ်ရဲ့ကြီးမြတ်တဲ့ဂုဏ်ယူတွေကိုပြောကြရင်းနဲ့ကျွန်တော်ကဗိုလ်ချုပ်ကိုဘာကြောင့်ကျွန်တော်တို့ကြီးညိုလေးစားရတယ်ဆိုတာကိုတင်ပြလိုခြင်းဖြစ်ပါတယ်တိုင်းပြည်အတွက်နိုင်ငံအတွက်အလုပ်လုပ်သွားတဲ့နေရာမှာအယိုးသားဆုံးအရှင်းဆုံးနဲ့လောက်ကင်ဆောင်သွားခဲ့တဲ့ဗိုလ်ချုပ်တိုင်းပြည်လုံးကချစ်တာမဆမ်းပါဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီလိုခွင့်ရေးတွေရရှိဖို့ဒီလိုဟောပြောခွင့်တွေရရှိဖို့ကျွန်တော်တို့စူးစမ်းခဲ့ရတယ်မဆလာ26နှစ်နဝတနာအဖ22နှစ်နှစ်ခုပေါင်းရင်48နှစ်ဣယောင်ဝါလောက်တာ2နှစ်စုစုပေါင်း250ကိုကြော်ပြီးမှကျွန်တော်တို့ဒီခွင့်ရေးကိုရတယ်ဒီစကားတွေကိုပြောရတယ်ပြောနေတဲ့ရည်ရွယ်ချက်ဟာတစ်ခုတည်းပါပဲအာဏာရှင်စနစ်ကိုကျွန်တော်တို့မလိုချင်ဘူးဘာဖြစ်လို့အာဏာရှင်စနစ်ကိုမလိုချင်တာလဲဆိုတော့တကဘာလုံးမှာရှိတဲ့ဘယ်နိုင်ငံမဆိုကြည့်လိုက်ပါဘယ်အာဏာရှင်ကမြန်ပြည်သူလူထုအဖို့ကိုကောင်းခဲ့လို့လဲ
လွန်လွန်လေးလူရင်းတို့ရှင်းပြောရရင်အာနာရှင်မှန်သမျှဟာလူလိန်နေကြီးပဲတဲ့လိန်မုံလိန်ကြီးတော်မှာအမျိုးမျိုးဆန်းဆန်းရှိတယ်လက်ရှိပြစ္ဆုတ်ပံကိုလည်းလိန်တယ်တဲ့ပြီးခဲ့တဲ့အတိတ်ကိုလည်းလိန်တယ်သူ့တပားကိုလည်းလိန်တယ်ကိုလည်းလိန်ဖို့ကြိုးစားတယ်ဒီစကားတွေအားလုံးကိုချုပ်လိုက်တဲ့အခါကျတော့အာနာရှင်မှန်သမျှသည်လူလိန်နေကြီးပဲသို့တော့လူလိန်နေမှန်သမျှကတော့အာနာရှင်ဖြစ်ခြင်းမှာဖြစ်မယ်အာနာရှင်မှန်သမျှကတော့လူလိန်စင်းဝင်ပါတယ်ဘိုးချုပ်အောင်ဆန်းကနောက်ဆုံးအသက်ပေးပြီးတော့တိုင်းပြည်အတွက်လှုပ်လှုပ်သွားတဲ့နေရာမှာသူအမြင့်ဆုံးယူခဲ့တဲ့ယာတုကဘိုးချုပ်ပါဘိုးချုပ်တဲ့ကြီးတဲ့ယာတုသူမယူခဲ့ဘူး General အောင်ဆန်းဒါပဲဘိုးချုပ်အောင်ဆန်းတိတဲ့ကြီးတဲ့ယာတုတွေသူမတီးထွင်ခဲ့ဘူးယူလည်းမယူခဲ့ဘူးနိုင်ငံတကာမှာလည်းမကြားဘူးကျွန်တော်တို့အဲ့တော့ကိုစားကနာတရက်မှာကျွန်တော်ကိုပြောတယ်ခင်ဗျားတီဝေးကူကဆင်းတာမလားတဲ့တိတ်ဆန်ရှိကူတဲ့ရှာဝင်ဆိုတော့နွားတွေကိုကြည့်လိုက်လို့အဲ့ဒီနွားတကောင်ကိုကြည့်ပြီးတော့စလောက်တာလို့ခေါ်တဲ့တားတရုံကိုပို့တယ်မပို့တယ်ကိုခင်ဗျားဘယ်လိုဆုံးဖြတ်တယ်ဆိုတော့သိတယ်မလားတဲ့ဟာသိတာဗောလို့ကိုသူရရဲ့သိတာဗောလို့သိတယ်ကိုလို့အေးတဲ့ကျုပ်ကတော့လူရှင်တော်အနေနဲ့ပဲသိတာတဲ့ကျုပ်ကတော့ဘယ်လိုသိလဲဆိုတော့ကျုပ်ရဲ့ရှေ့မှာနွားတကောင်ရောက်လာလို့ကြည့်လိုက်မယ်တဲ့အဲ့ဒီနွားကြီးကဂျိုကုတ်နေမယ်ဒူးတွေကြီးနေမယ်ဆိုရင်ဂျိုကုတ်ဒူးကြီးဆိုရင်အဲ့ကောင်နတ်သားယုံပို့လိုက်တာပဲတဲ့နွားဆိုရင်ပြောတာနော်ဂျိုကုတ်ပြီးတော့ဒူးကြီးနေတဲ့နွားဆိုရင်တော့ကျုပ်ကနတ်သားယုံပို့လိုက်တာပဲတဲ့ဟုတ်တယ်ကိုလို့ဂျိုကုတ်ပြီးဒူးကြီးနေပြီဆိုရင်တော့ဒီနွားကအယိုးတွေအစ်စ်တွေမကောင်းထားတော့ဘူးသူ့အသားအဖြစ်ပဲသုံးရတော့မှာအဆရှိသဖြင့်အဲ့တော့ကျွန်တော်နိုင်ငံမှာယာတုဆိုတော့ယူတာလို့မပြောချင်ပါဘူးအဲ့တော့ကျွန်တော်ကခီးတွေလက်ပတ်ပြီးတော့ထွက်တဲ့ခါကျတော့အင်ရှင်မကနော်ကျွန်တော်ပြောခဲ့ဘူးပါတယ်ကျွန်တော်ဇနီးဝင်းမုံရွှေကြီးသိတယ်နော်ဆိုတဲ့ခါကျတော့ချစ်သူနဲ့အတူမနေရတဲ့ခါကျတော့သူခင်ဗျာလည်းသိစိတ်ကမကြည်လင်ဘူးပေါ့မကြည်လင်တဲ့ခါကျတော့ကျွန်တော်အမြဲတမ်းပြောတယ်အဲ့တော့ပြောတော့ကျွန်တော်တနေရာကနေလှမ်းပြီးတော့ကျွန်တော်ငေါ့လိုက်တယ်သူမင်းငါ့ကိုဘာလို့ရှောက်ပြောနေတာလဲလို့ငါအခုအလုံးလုံးနေတာကွာလို့မင်းစကားပြောတာစင်ကြင်ပါလို့ငါမင်းရဲ့အိမ်တော်ဦးစီးတအိမ်လုံးရဲ့အိမ်တော်ဦးစီးကျွန်တော်မိမကကျွန်တော်အင်မတန်ယူသေးပါတယ်ရှင်အိမ်တော်ဦးစီးဖြစ်တော့ကျွန်မရှင်းကိုဘာကူးဆက်ရမှာလဲကျွန်မစေးကန်းရတဲ့ပတ်စံနဲ့ရှင်စားနေတာမလားတဲ့အဲ့ဒါလည်းမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ကဘယ်ရမလဲကျွန်တော်စာရေးဆရာပဲဟေးငါဟာတာမန်အိမ်တော်ဦးစီးတယောက်မဟုတ်ဘူးကွာလို့ပြောသားမအောင်လည်းရှင်ကဘာတွေကြောင်ပြန်ပြီလဲဟေးဒီနေ့ကစပြီးတော့ငါဟာအိမ်တော်ဦးစီးမှုကြီးဖြစ်သွားပြီကွာဆိုတော့မိမယူနေလားတဲ့ရှင်းကိုဘယ်သူကယာလုတိုးပေးတာလဲမသိဘူးလို့ငါလည်းသတင်းစာဖတ်ရင်းနဲ့တွေ့လို့သူတို့တော်မှကိုယ့်အကိုတိုးလို့ရသေးရင်ငါလည်းကိုယ့်အကိုတိုးကြည့်တာလို့အဲ့တော့အစတော့အိမ်တော်ဦးစီးပေါ့အခုတော့အိမ်တော်ဦးစီးမှုကြီးပေါ့ဒါပေမဲ့မိမကမခန့်ပါဘူးဆိုတော့စောစောကကျွန်တော်ပြောချင်တာကကျွန်တော်တို့ဗိုလ်ချုပ်ပေါ်မှာချစ်တဲ့ချစ်စိတ်တွေနော်စောစောကကျွန်တော်ရဲ့မူလကောင်းစဉ်ဖြစ်တာတိုင်းပြည်နိုင်ငံနဲ့ဆောင်ရွက်ကြတဲ့နေရာမှာတော်ဖို့လိုသလိုကောင်းဖို့လည်းလိုတယ်အဲ့ဒီလိုကောင်းဖို့လိုတယ်ဆိုတဲ့စိတ်ဟာကျွန်တော်တို့ရင့်ကျက်တဲ့နှလုံးသားမြင့်မြတ်တဲ့နှလုံးသားပိုင်ဆိုင်မှုဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့စဉ်းစားနေရပြီအိုးဆွဲမဆွဲဆိုတဲ့ကိစ္စအိုးမဆွဲပါဘူးနော်အိုးဆွဲပါသလားမဆွဲဘူးနော်ကျွန်တော်အိုးဆွဲတာကတ်တုံးဆရာတွေကပြောတယ်အိုးဩသာမဆွဲတာတဲ့အချိန်ကြတော့ဆွဲတယ်တဲ့အိုးဩသာမဆွဲတာတဲ့အချိန်တွေကြတော့အများကြီးဆွဲတယ်တဲ့နော်ဆိုတဲ့အခါကျတော့အဲ့တော့ခုနအာနာရှင်မန်သမျှကိုခုနကျွန်တော်ပြောခဲ့တဲ့အထက်မှာလူလိန်ဆိုတာကကိုလည်းလိန်ဖို့ကြိုးစားတယ်အာသာနီနဲ့ခန္ဓာကိုပြီးခဲ့တဲ့နှစ်ကာလပေါင်းများစွာကကျွန်တော်ကျင်းပခွင့်မရခဲ့ဘူးစင်ပြုတ်မျက်နှာစင်မဲမကြည့်ဝင်တယ်လို့ကျင်းပခွင့်မရခဲ့ဘူးလက်ရှိပြစ္ဆုတ်ပံကိုလည်းလိန်တယ်အတိတ်ကိုလည်းလိန်ဖို့ကြိုးစားတယ်ကိုလည်းလိန်တယ်သူ့တစ်ပါးကိုလည်းလိန်ဖို့ကြိုးစားတယ်ဒါဟာကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံနဲ့အတွက်ကျွန်တော်ရည်ရွယ်ပြီးပြောနေတဲ့စကားမဟုတ်ဘူးတကမ္ဘာလုံးမှာရှိတဲ့အတိုင်းတိုင်းအပြည်ပြည်အတွက်